မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ပေါ့နော်မေကွန်းစကလုံးရဲ့လေးလုံးမြောက်ပေါ့နော်လေးလုံးမြောက်မှာဗာလဲဆိုတော့အလိုင်ဆိုတဲ့ကောင်ပေါ့နော်အလိုင်ဆိုရင်ကျွန်တော်မြန်မာလိုကြတော့ဘာလဲဆိုပြီးတော့သူများမေးတဲ့စကားပေါ့ဗျာသူများကိုခေါ်တဲ့ခါမှဖြစ်ပါဖြစ်ပေါ့ဗျာအဲ့လိုဆိုရင်အလိုင်ဆိုရင်ဘာလဲပေါ့ဒါပေမဲ့စာကြောင်းနဲ့ပြောရမယ်ဆိုရင်တော့ယာကင်အလိုင်ဘာစားခြင်းလဲယာကင်ကစားခြင်းလဲအလိုင်ကဘာလဲဆိုတော့ယာကင်အလိုင်ဘာစားခြင်းလဲတော်နီးယာကင်အလိုင်အခုဘာစားခြင်းလဲဖရူနီယာကင်အလိုင်မနပြန်ဘာစားခြင်းလဲဒါမျိုးမေးလို့ရတဲ့စကားပေါ့နော်အလိုင်ဆိုတဲ့ကောင်ပြီးရင်ဒီအလိုင်ကနည်းနည်းအသုံးများလို့ပေါ့ဒီမှာထပ်ထည့်ပေးထားတယ်ဥမာ time အလိုင်နဲ့ time ဆိုတာလောက်တာပေါ့အလိုင်ဆိုတာဘာလဲဆိုတော့ time အလိုင်ဆိုဘာလောက်လဲပေါ့တဘောတော့ဘာလောက်လဲဆိုလို့ရှိရင်ဥမာခုတငယ်ချင်းကအလုပ်တစ်ခုခုလုပ်နေရထားပါတော့ပစ္စည်းတစ်ခုကိုလုပ်နေတယ်ကွာနားမလဲဘူးသူဘာလုပ်မှန်းလည်းမသိဘူးအဲ့ဒါဆိုရင်လာပြီးမှ time အလိုင်ဘာလုပ်လဲပေါ့အဲ့လိုထဲမှာလည်းမေးလို့ရတယ်ဒါမှမဟုတ်လေဒီအလုံးမလုံးပဲနဲ့ကိုကအချောင်ကိုပြီးထိုင်နေထားပါတော့အချိန်မှာတထည့်ရလာပြီးတော့တထည့်ရမေးတယ် time အလိုင်ဘာလုပ်လဲမင်းဘာလုပ်နေတာလဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုနေမှာသုံးတဲ့စကားပါ time အလိုင်ပေါ့နော် time အလိုင်လို့ရေးပေးမယ်သူက time အလိုင်လို့ပြောတယ်ဒီမတန်လေးနဲ့ပေါ့ time အလိုင်လို့လည်းပြောပါတယ်နောက်တစ်ခုကကြတော့ကြဆိုတဲ့စကားလေးပေါင်းပြီးတော့ကြဆိုတာမယ်လေကြက်ထမ်းမလိုင်းဆိုရင်ကြကမယ်ဆိုတော့ကြက်ထမ်းမလိုင်းဘာလို့မလဲပေါ့ဘာလို့မလဲဆိုကြတော့ဥပမာဘာမှမလုပ်ပဲထိုင်နေတဲ့လူတွေလည်းမေးလို့ရတယ်ကြက်ထမ်းမလိုင်းဘာလို့မလို့လဲဘာလို့မှလဲအဲ့လိုမျိုးဝမ်းနီးကြက်ထမ်းမလိုင်းဒီနေ့ဘာလို့မှလဲပေါ့အဲ့လိုမျိုးစမေးတာပေါ့နော်ဒါကတော့ကြပေါ့ဒီပြီးနောက်တစ်ခါယာဆိုတာထည့်လဲရတာပဲယာထမ်းမလိုင်းဆိုယာကချင်တယ်ထမ်းအလိုင်းကဘာလို့တာလဲဆိုတော့ယာထမ်းမလိုင်းဆိုတော့ဘာလို့ချင်လဲပေါ့ယာထမ်းမလိုင်းဘာလို့ချင်လဲဒါလည်းရတာပဲနော်ဒီအလိုင်းနဲ့ပတ်သက်ပြီးပေါင်းတာပေါ့နောက်တစ်ခုကတော့တောင့်ဆိုတာရမယ်ဆိုတဲ့စကားလေးတောင့်ထမ်းမရိုင်းဆိုတာထမ်းမရိုင်းကဘာလို့တာလဲတောင့်ကရမယ်ဆိုတော့ဘာလို့ရမှာလဲဖြစ်သွားတာပေါ့တောင့်ထမ်းမရိုင်းဘာလို့ရမလဲဝမ်နီးဖုံတောင့်ထမ်းမရိုင်းဒီနေ့ကျွန်တော်ဘာလို့ရမလဲဝမ်နီးဒီနေ့ဖုံတောင့်ထမ်းမရိုင်းကျွန်တော်ဘာလို့ရမလဲသူကတောင့်ဆိုတဲ့စကားအမှအသုံးများဆုံးပဲဒီနေ့ကြော်ကြော်ဘာလို့ရမှာလဲဝမ်နီးကြော်ကြော်တောင့်ထမ်းမရိုင်းဒီနေ့ကြော်ကြော်ဘာလို့ရမှာလဲဖရုနီဖုံတောင့်ထမ်းမရိုင်းမနေ့ပြန်ကျွန်တော်ဘာလို့ရမှာလဲသိလားဒီတောင်လေးကရမယ်ဆိုတဲ့ကောင်လေးအလွယ်လေးပဲเนาะကျွန်တော်သင်တဲ့စကားလုံးတွေလေမတိမဖြစ်တိရမယ်ဆိုတဲ့ကောင်လေးကြက်ပိုင်းသွားမယ်ရာပိုင်းသွားခြင်းနဲ့တောင်ပိုင်းသွားရမယ်ဆိုတဲ့ကောင်အဲ့ဒီတောင်ကရမယ်ဆိုတဲ့ကောင်ပိုင်းရသွားတာလေတောင်ပိုင်းရတောင်ကရမယ်ပိုင်းရသွားတယ်တောင်ပိုင်းသွားရမယ်ပေါ့ဒါမှမဟုတ်လဲသွားဖို့လိုအပ်တယ်ဆိုတဲ့ကောင်ပေါ့ဒီမှာလည်းအဲ့လိုပဲတောင်ထမ်းမတိုင်းဆိုဘာလို့ရမလဲဒါမှမဟုတ်လဲဘာလို့ဖို့လိုအပ်လဲပေါ့အဲ့ဒါဆိုကျွန်တော်တို့ကဒီနေ့ကိုကဘာလို့ရမလဲဆိုတော့ကောင်းကောင်းမေးတတ်သွားပြီဝမ်နီးဖုံတောင်ထမ်းမတိုင်းကျွန်တော်ဒီနေ့ဘာလို့ရမှာလဲဒါမှမဟုတ်ကြော်ကြော်ကိုမေးပြီးတယ်ဆိုရင်ဝမ်နီးကြော်ကြော်တောင်းထားမှာတိုင်းဒီနေ့ကြော်ကြော်ကဘာလို့ရမှာလဲပေါ့နော်အဲ့လိုနေရာမှာသုံးတဲ့စကားပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ဝမ်နီးဖုံထားမှာလိုက်ဆိုတော့ဟေးဒီနေ့ကျွန်တော်ဘာလို့လဲဆိုတော့တမျိုးကြီးဖြစ်တယ်လေကိုဘာလို့လဲကိုကမသိဘူးလားလို့ကိုကပြန်စာနေမှာပေါ့နော်နောက်တစ်ခုကတော့ချူအရိုင်းဆိုတဲ့စကားပါချူဆိုတာနာမည်ပေါ့အလိုက်ဆိုတာဘာလဲပေါ့ချူအလိုက်ဆိုရင်နာမည်ဘာလဲဆိုတော့တဘောတော့နာမည်ဘယ်လိုခေါ်တယ်လဲလို့ပြောတာပေါ့ဗျာမြန်မာလို့ဆိုရင်တော့ချူအလိုက်နာမည်ဘယ်လိုခေါ်တယ်လဲဒါကတော့လူတိုင်းသိပြီးသားနေမှာပါနော်ဒီအလိုင်းနဲ့ပတ်သက်ပြီးသုံးသွားတာเนาะနောက်တစ်ခုကကျတော့ခွန်ထိုင်လျှက်ဝအလိုင်းနဲ့ဒါလည်းတော့အရေးကြီးတယ်ခွန်ထိုင်ဆိုတာတော့ယူရီးယားလို့ပြောတာပေါ့ထိုင်းနေလို့ပြောတာပေါ့ဗျာမြန်မာမှာဆိုရင်တို့မြန်မာဆိုတို့ကခွန်မြန်မာလို့ခေါ်တယ်မလားမြန်မာလို့ပြောမယ်ဆိုတော့ယူရီးယားလူမြန်မာလူကြီးဖြစ်နေတာပေါ့ဒါပေမဲ့အထိပ္ပယ်ပြောချင်တာတော့မင်းတို့မြန်မာတွေကပေါ့ဒါမှမဟုတ်လေခွန်ထိုင်ဆိုယူရီးယားတွေကပေါ့ခွန်ထိုင်လျှက်ဆိုတာခေါ်တာပေါ့နော်လျှက်ဝဆိုတာခေါ်တာပေါ့ခွန်ထိုင်လျှက်ဝအလိုင်းဆိုတော့ယူရီးယားတွေကဘယ်လိုခေါ်တယ်လဲတဲ့ဒါဆိုရင်ကိုမသိတဲ့စကားလုံးမှန်တမျှကိုအဲ့ဒါသုံးလိုက်တော့အနီးခွန်ထိုင်းလဲဝအလိုင်းဒါကိုယူရရဘယ်လိုခေါ်တယ်လဲဟောအနီးခွန်ထိုင်းလဲဝအလိုင်းဒါကိုယူရရဘယ်လိုခေါ်တယ်လဲသိလားဒါဆိုရင်ဘယ်စကားလုံးမဆိုကိုကမသိဘူးဆိုရင်ဘေးမှာရှိတဲ့ယူရရကိုမေးလို့ရတာပေါ့နောက်ကတော့ဖတ်စာထိုင်းလို့ရေးပေးထားတယ်ဖတ်စာထိုင်းဆိုတာလည်းအတူတူပဲဖတ်စာဆိုတာတော့စာပေစကားကိုပြောတာပေါ့ထိုင်းဆိုတာယူထိုင်းဆိုတော့ဖတ်စာထိုင်းဆိုတော့စာယူရရစကားနဲ့ယူရီးယားစာပေနဲ့ဒါမှမဟုတ်လဲယူရီးယားလို့ဆိုရင်တော့ဘယ်လိုခေါ်တယ်လဲပေါ့အပေါ်မှာကျတော့ခွန်ထိုင်းဆိုတော့ကျတော့ယူရီးယားတွေကဘယ်လိုခေါ်တယ်လဲပေါ့တော့ကလူတွေကဘယ်လိုခေါ်တယ်လဲပေါ့ဒါကြတော့ဖတ်စာဆိုတာကျတော့စာပေစကားကိုပြောတာအဲဆိုတော့မှယူရီးယားစကားနဲ့ဆိုရင်ဘယ်လိုခေါ်တယ်လဲပေါ့အဲ့လိုဖြစ်သွားတာပေါ့နော်ဖတ်စာထိုင်းလက်ဝအလိုင်းဆိုရင်ယူရီးယားတွေနဲ့ဘယ်လိုခေါ်တယ်လဲဒီမှာကျွန်တော်ရေးပေးထားတာထိုင်းလို့ဘယ်လိုခေါ်တယ်လဲပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားပါတယ်နော်ဒါဆိုရင်နော်ဒီဟိုဟာဗီဒီယိုဆိုတော့ပြန်ကြည့်လို့ရတယ်နော်အလိုင်းဆိုရင်ဘာလဲထမလိုင်းဘာလို့မှလဲကြက်ထမ်းမလိုင်းထမ်းမလိုင်းဘာလို့လဲပေါ့ကြက်ထမ်းမလိုင်းဘာလို့မှလဲတောင့်ထမ်းမလိုင်းဘာလို့ရမလဲချူအရိုင်းနာမည်ဘယ်လိုခေါ်လဲခွန်ထိုင်းလဲဝါအလိုင်းထိုင်းနေရဘယ်လိုခေါ်တယ်လဲဖတ်စာထိုင်းလဲဝါအလိုင်းယူရီးယားစကားနဲ့ဆိုဘယ်လိုခေါ်တယ်လဲ
နော်ယူရီးယားလို့ဘယ်လိုခေါ်တယ်လဲပေါ့ဒါမှမဟုတ်လဲထိုင်းလို့ဘယ်လိုခေါ်တယ်လဲပေါ့နော်အတူတူပါပဲဒါဆိုတော့ရမယ်ထင်ပါတယ်နော်ကျွန်တော်ဒီဗီဒီယိုပိတ်လိုက်မယ်နော်